Windows Activate ပြုလုပ်ပါမယ် Windows Activate ပြုလုပ်ဖို့အတွက်ဒီ software လေးကို install ပြုလုပ်လိုက်ပါမယ် KMS Auto လေးကိုဒီမဲ့ကလစ်နှိပ်လိုက်မယ်ပြီးဆိုလို့ရှိရင် Windows ကိုပြုလုပ်မှာဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်ဒီဟာလေးကိုကလစ်တစ်ချက်နှိပ်ပေးမယ်ပြီးဆိုလို့ရှိရင် Activate Windows ကိုနှိပ်ပြပါမယ်Activation successful ဖြစ်သွားပါပြီ